ဒီဟာလေးထိုးတော့ကျတော့ဒါဒီအကုန်လုံးကmid တောင်ဖြစ်ကုန်ပါပြီမြန်မာ G5 line နဲ့ထိုးတာပေါ့နော်ဒီတစ်ခုရဲ့ mid ပေါ့နော်အခုကျတော့ mid cotton 4 line နဲ့ထိုးပြပေးမယ်နော်အဆိုင်ကကျတော့ 2.5 ကိုသုံးတာနော်ပန်းဝတ်ဆန်လေးအတွက်ကကျတော့ဒီအရောင်လေးသုံးမယ်နော်ပြီးရင်ပန်းပွင့်ဘက်ကိုကျတော့ဒါလေးပါအဖြူကိုတွေကိုပေါ့နော်ဒီလိုအနားသက်ကိုကျတော့ဒီအဖြူလေးသုံးမယ်နော်ခုကကျတော့ဒီပန်းဝတ်ဆန်လေးလုပ်ဖို့အတွက်ထိုးမယ်နော်ကိုမှရှိတဲ့ခြေနဲ့ကြိုက်သလိုထိုးလို့ရတာပေါ့နော်ကိုကမြန်မာခြေပဲရှိတယ်ဆိုလို့ရှင်လည်းထိုးလို့ရတယ်ပေါ့နော်ဒါကကျတော့ရှိနေတဲ့ခြေလေးနဲ့ထိုးပြတာမဟုတ်လို့နော်ကိုက matching လေးလုပ်မယ်နော် matching လေးလုပ်ပြီးတော့ဒီထဲမှာတိုင်တူလေးထည့်မယ်နော်တိုင်တူ8ခါထည့်မယ်နော်ဒီထဲမှာတိုင်တူ8ခါထည့်မယ်1 2 3 4 တိုင်တူ8ခါလုပ်ပြီးတော့ရင်ဒီ green ကိုဆွဲလိုက်မယ်နော် green ကိုတင်းနေအောင်ဆွဲမယ်နော်တင်းနေအောင်ဆွဲပြီးတော့လို့ရှိရင်ဒီထိပ်ပေါ့နော်မြင်ရလားမသိဘူးအဝါဖြစ်နေတော့မထင်ပါလဲဆိုပါသေးတယ်ခုကဒီမှာပေါ့နော်ဒီမှာနော်ဒီပေါက်လေးမှာလာပြီးတော့မှဒါဒီနေရာမှာလာပြီးတော့မှရှက်ကောနဲ့ချိန်မယ်ရှက်ကောနဲ့ချိန်ပြီးပါလို့ရှိရင်အဲ့ဒီအပေါ်ခြေတင်မယ်ပြီးပါလို့ရှိရင်ဒီရှက်ကောချိတ်ခဲ့တဲ့အပေါက်ပေါ့နော်ရှက်ကောချိတ်ခဲ့တဲ့အပေါက်ထဲမှာချိတ်မတက်ဘူးနော်လွဲသွားမှာဆိုလို့ရှက်ကောချိတ်တယ်ပြီးရင်အပေါ်မှာခြေတင်မယ်ပြီးပါလို့ရှိရင်ဒီမှာဖုန်မီချောင်းလေးရှိရလေဖုန်မီချောင်းလေးရှိရတဲ့မှာရှေ့ရတစ်ချမ်းလေးကိုပဲယူမှာနော်ဒီလိုရှေ့ရတစ်ချမ်းလေးကိုပဲယူပါနော်ဒီလိုရှေ့ရတစ်ချမ်းလေးကိုပဲယူမြင်ရလားမသိဘူးဒီမှာတစ်ချမ်းလေးဖိုကကမပြတ်ဘူးဖြစ်နေလောက်ကြအောင်ရှေ့ရတစ်ချမ်းလေးကိုပဲယူပါနော်ပြီးရင်အကုန်လုံးဆွဲထုတ်လိုက်မယ်တစ်ခါပြီးရင်အပေါ်ချီတင်မယ်ပြီးရင်ဆောနာကထိုးခဲ့တဲ့အပေါက်ထဲကိုပဲပြန်ထိုးမယ်တစ်ခါနှစ်ခါဒီလိုလေးနော်အဲ့ဒါပြီးရင်ဒီမှာရှေ့ရတစ်ပေါက်ထဲမှာဒီမှာတွေ့လားဒီမှာဖုန်မီချောင်းလေးဒီလိုနှစ်ခုရှိရနော်အဲ့နှစ်ခုလုံးခွင်းနဲ့အကုန်ထည့်မယ်ပြီးရင်ရှက်ကောနဲ့ချိန်မယ်ပြီးသွားလို့ရှိရင်အပေါ်ချီတင်မယ်ပြီးရင်ဆောနာလိုပဲရှေ့ရတစ်ချမ်းလေးကိုပဲယူမှာအခုဒီမှာဆိုရင်နှစ်ခုရှိရနော်နှစ်ခုလေးကရှေ့ရတစ်ချမ်းလေးကိုပဲယူမှာနော်အဝါနဲ့ဖြစ်နေတော့ဆိုးတယ်အဲ့ထဲမှာကျတော့3ကထည့်မယ်ဒီလိုတိုင်လက်ပေါ့နော်ဒါဆိုတိုင်လက်တစ်ချမ်းလေးကိုပဲယူရနော်ဖုန်မီရဲ့တစ်ချမ်းလေးကိုပဲယူရနော်ဒီမှာဆိုလို့ရှိရင်ဒီမှာဆိုရင်ဖုန်မီချောင်းလေးပေါ်လာလေးဒီလိုမျိုးလေးအဲ့ဒါကိုမှပထမဆုံးဆိုလို့ရှိရင်ဒီလိုလေးကိုထိုးလိုက်တယ်ပြီးရင်ရှက်ကောနဲ့ချိန်လိုက်တယ်ပြီးရင်အပေါ်ချီတင်မယ်နောက်တစ်ခေါက်ထပ်ထိုးတဲ့အခါကျလို့ရှိရင်ဒီလိုတစ်ချမ်းလေးကိုပဲထိုးလိုက်တာနော်ဒီလိုတစ်ချမ်းလေးကိုပဲထိုးလိုက်တာအဲ့လိုမျိုးထိုးရတာနော်ပထမဆုံးတစ်ချိန်ရှက်ကောချိန်ရင်နော်ဒီလိုနှစ်ခုလုံးကိုယူပြီးတော့မှရှက်ကောချိန်လိုက်တယ်ပြီးရင်အပေါ်ချီတင်ပြီးသွားရင်နော်ဒီလိုမျိုးလေးထိုးလိုက်တယ်နော်